မင်္ဂလာပါဒီနေ့တော့ online business ကိုစတင်ခြင်းသူတွေအတွက်သိထားတဲ့အချက်၃ချက်ကို sharing လုပ်ပေးချင်ပါတယ်ပထမအဆုံးတစ်ချက်အနေနဲ့ကတော့ကျမတို့ online business ကိုလုပ်တဲ့သူတွေအတွက်ကပေါ့နော် reset ချက်ချင်းပေါ့နော်အကျိုးအမြတ်ရရှိဖို့အတွက်ကိုမျှော်လင့်ချက်မထားပါနဲ့။ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ကဒီ social media ကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ business တစ်ခုကိုတည်ဆောက်တာဖြစ်တဲ့အတွက် social media နဲ့ပတ်သက်တဲ့ knowledge တွေဒီ business နဲ့ပတ်သက်တဲ့ knowledge တွေကိုအရင်ဆုံးလေ့လာသင်ယူရတာဖြစ်တယ်။ကိုမကျွမ်းကျင်တဲ့အရာတစ်ခုကိုလေ့လာသင်ယူပြီးတော့မှလက်တွေ့လှုပ်ဆောင်ရတဲ့ business တစ်ခုဖြစ်ပြီးတော့မှ social media platform ပေါ်မှာကိုယ်ပိုင် brand ကိုတည်ဆောက်ရတဲ့ business ဖြစ်တဲ့အတွက်ဒီနေ့ဝင်ငွေရတဲ့လုပ်ငန်းတစ်ခုမဟုတ်ဘူးဆိုတာကိုတော့သိချသင့်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့မသိတာတွေအတွက်မကြောက်ပါနဲ့social media marketing ဖြစ်တဲ့အတွက်ကျမတို့အနေနဲ့ကဒီ social media နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ marketing နဲ့ပတ်သက်တဲ့ knowledge တွေနဲ့အတူတူဒီ technology ဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတိုင်းကိုသိထားဖို့မလိုပါဘူးမသိတာတွေကိုသိအောင်လေ့လာမယ်မတတ်တာတွေကိုလေ့ကျင့်ယူမယ်ဆိုပြီးတော့မှဒီ business တစ်ခုကိုတက်သိမှစတာထက်စပြီးမှတက်သိလာတဲ့ business တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့မသိတာတိုင်းအတွက်လည်းမကြောက်ပါနဲ့သင်ယူလေ့လာရင်းနဲ့လုပ်ကိုင်လို့ရပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ consistency ရှိဖို့အရေးကြီးပါတယ် online business ဖြစ်တဲ့အတွက်နေ့စဉ် social media platform ပေါ်မှာကိုယ်တိုင် show up ပြပြီးတော့မှကိုယ့်ရဲ့ business ကိုမျှဝေရင်းနဲ့ပဲနေ့စဉ်လုပ်ကိုင်ရင်းနဲ့ပဲနေ့စဉ်သင်ယူရင်းနဲ့ပဲတိုးတက်မှုကိုရှာဖွေရင်းနဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်အောင်ကြိုးစားရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့အနေနဲ့က consistency ရှိနဲ့လုပ်ကိုင်ဖို့လိုအပ်ပါတယ်လို့ sharing လုပ်ပေးချင်ပါတယ်။ကျမကတော့အေးမြင့်ပါအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာမိသားစုနဲ့တူတူနေပါတယ်။ business ကိုစိတ်ဝင်စားတဲ့သူတိုင်းကိုလက်တွဲကူညီပေးမဲ့ mentor တယောက်ဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။